Hallelujah ရှေးဥစွာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီနေ့ကအနည်းငယ်သောနှုတ်ကပတ်တော်နဲ့ sharing လုပ်ချင်တာဖြစ်တယ်ရှင်ယောဟန်ခရစ်တော်အခန်းကြီး15အငယ်9ကဘာကိုပြောလဲဆိုရင်ငါသည်သပြည့်နယ်ပြီဖြစ်တင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်ငါသည်လည်းသူ၌တည်ထိုသူသည်များစွာသောအသီးကိုတီးကြ၏ငါနှင့်ကွာနေတင်တို့သည်အဘယ်မှုကိုများမတတ်နိုင်ကြဟာလေလုယာဘုရားသခင်ကသူ့ကိုယ်သူစပစ်နွယ်ပြီးဖြစ်တယ်လို့ပြောထားတာဖြစ်တယ်ဒီစပစ်ပြင်ဆိုတာကသူကပင်စီဖြစ်တယ်ယေရှုခရစ်တော်ကသူကပင်စီဖြစ်တယ်ကျမတို့ကအဲ့ဒီပင်စီနဲ့လာပြီးတော့ချိတ်ဆက်ဖို့လိုအပ်တာဖြစ်တယ်အကယ်လို့အပင်တစ်ပင်မှာသူ့ရဲ့အခက်ကသူ့ဘာသာသူပြီးသားနေမယ်ဆိုရင်အပီးလည်းမပြီးနိုင်ဘူးအပင်ကိုလည်းအပင်ကလည်းပြီးတဲ့ကြီးထွားလာမှာဖြစ်တယ်သူ့ရဲ့အသီးကလည်းပြီးလာနိုင်မှာမဟုတ်ပြီးချဖြစ်တဲ့အခါမှာဒီအတိုင်းပဲကျမတို့ရဲ့အသက်တာကနေ့ရက်စဉ်တိုင်းမှာယေရှုခရစ်တော်နဲ့တည်နေဖို့လိုအပ်တာဖြစ်တယ်။ဘာဖြစ်လဲဆိုရင်ဖခင်သခင်ကကျမတို့နဲ့ဗြိဉ္ဉ်မဖတ်ဘူး။ကျမတို့နဲ့ဓာတ်ရိုက်စာချုပ်မချုပ်ဘူး။ဘသူနဲ့စာချုပ်ချုပ်လဲဆိုဘာဖြစ်လို့ကျမတို့နဲ့စာချုပ်မချုပ်လဲပြန်စဉ်းစားချတဲ့အခါမှာကျမတို့ကနေ့တူကအပြောင်းလဲမြင်တာဖြစ်တယ်။ဘုရားကောင်းကြီးပေးရင်ကျေးဇူးတော်ချီးမွမ်းမယ်ဘုရားမကောင်းကြီးပေးတဲ့အခါမှာဆိုကျေးဇူးတော်မချီးမွမ်းနိုင်တဲ့လူတွေများစွာရှိတာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကဒီဥပမာလေးကိုပြောတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာမှာဘုရားနှစ်သက်တဲ့သူဖြစ်လာဖို့အတွက်ကျမတို့ကယေရှုခရစ်တော်နဲ့တည်ဖို့အထူးလိုအပ်တာဖြစ်တယ်ယေရှုခရစ်တော်အားဖြစ်တဲ့ဘုရားသခင်ကကျမတို့ကိုပေးလာသည်များခတ်သိမ်းကိုမြင်တွေ့ရမှာဖြစ်တယ်ဒီမှာမိတ်ဆွေဥပမာအများကြီးရှိတာဖြစ်တယ်အပြင်တွေလည်းမြောက်များစွာရှိတာဖြစ်တယ်ဘာဖြစ်လို့ယေရှုခရစ်တော်ကသူ့ကိုယ်သူစပစ်နွယ်ပြီလို့ဥပမာပုံဆောင်ရလဲဆိုရင်သူနဲ့ကြည်တဲ့အခါမှာတဲ့များစွာသောအသီးကိုတီးမှာဖြစ်တယ်ကျမတို့ကမြစ်တူကဆိုစပစ်တီးတာသူ့ရဲ့တစ်ခိုင်လေးထဲမှာပဲကျွတ်သိမ့်နေတဲ့အသီးပေါင်းများစွာကိုမြင်တွေ့ရပြီးအဲ့ဒီအသီးထဲမှာစီးထွက်လာတဲ့အရင်စပစ်ရှည်ကလူကိုပို့ပြီးတော့ရှင်လန်းစေလို့ဖြစ်တယ်ဟာလေလုယာမိတ်ဆွေလူတွေကိုပို့ပြီးတော့ရှင်လန်းစေတဲ့အရာဖြစ်ဖို့အတွက်ဒီဘုရားသခင်ကလိုအပ်တာဖြစ်တယ်ကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာဘယ်သူမှကိုမရှင်လန်းမမောမြောက်နိုင်တဲ့အသက်တာမဟုတ်ဘဲနဲ့စပစ်ရှည်မှာစီးထွက်လာတဲ့အရေးတွေကလူတွေကိုပို့ပြီးတော့ရှင်လန်းစေဖို့တဲ့ဘုရားသခင်ကအလိုရှိတာဖြစ်တယ်ဒါကြောင့်မို့ပြောရအောင်ကျမတို့ကလူတွေအတွက်ကောင်းကြီးဖြစ်မဲ့သူဖြစ်တယ်ကျမတို့ကလူတွေကိုရှင်လန်းစေတော်သူဖြစ်တယ်လို့ကျမတို့ဝန်ခံရအောင်ဟာလေလုယာဟာလေလုယာယေရှုတင်တဲ့ဒီနေ့မှာဘုရားသခင်ကလည်းအဲ့လိုပဲအလိုရှိတာဖြစ်တယ်ကျမတို့ကိုကြည့်ချင်းအပြင်သူကရှင်လန်းစေတဲ့ကဲ့သို့လူတွေကလည်းကျမတို့ကိုကြည့်ချပြီးရှင်လန်းစေတတ်တဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာကျမတို့ကဘုရားသခင်နဲ့အမြဲတမ်းကိုကြည်နေဖို့လိုအပ်တာဖြစ်တယ်သူနဲ့ကြည်မယ်ဆိုရင်သူနဲ့ချိတ်ဆက်နေမယ်ဆိုဘယ်အရာနဲ့မှကျမတို့ကိုလာပြီးတော့ဆက်စီလို့မရဘူးဘုရားသခင်ကသာကျမတို့ကိုအမြဲတမ်းပဲပြီးတော့အရာတွေကိုပေးမှဖြစ်တယ်ဒါကြောင့်မို့သူနဲ့ကြွားတဲ့အခါမှာဘာမှမလုပ်နိုင်တဲ့အသက်တာမျိုးမဟုတ်ပဲဘုရားသခင်ရဲ့နေ့ရက်စဉ်တိုင်းမှာချိတ်ဆက်ပြီးတော့ဘုရားသခင်ဖြစ်စေခြင်းတဲ့အရာဘုရားသခင်လိုချင်တဲ့အရာတို့ကျမတို့ဒီလောကကြီးမှာနေထိုင်ဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့မိတ်ဆွေတွေကျမတို့ရဲ့အသက်တာကတခြားအရာတွေနဲ့အခြေကုန်ပြီးတော့သွားနေတာမဟုတ်ဘဲနဲ့ဘုရားသခင်နဲ့ဘုရားသခင်နှစ်သက်သောရည်တိုင်းနဲ့အသက်ရှင်တော်နိုင်တော်သူတွေဖြစ်စေဖို့အတွက်အထူးလိုအပ်တာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်ခေါ်ရတဲ့အရာလေးကိုဝေငှခြင်းဖြစ်ပါတယ်။အရောက်တိုင်းကိုဘုရားကောင်းကြီးပေးပါစေ။အာမင်။